အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာပဲဆရာကြီးနဲ့ကိုရင်ရဲ့နှလုံးသားနဲ့သွားသည်ဆိုတဲ့ဝတ္ထုကလေးရဲ့အပိုင်း9ကိုဆက်လက်ဖတ်ပြပေးမှာပဲဖြစ်ပါတယ်နားထောင်ပေးကြပါအောင်နော်နောက်တစ်နေ့မနက်ရောက်တော့သူလက်ဖက်ရည်ဆိုင်ကိုအရင်သွားရရင်ကောင်းမလားမကြစီကိုပဲအရင်သွားရရင်ကောင်းမလားဆိုတာကိုအရင်စဉ်းစားရသည်လက်ဖက်ရည်ဆိုင်ကိုသွားရင်မကြလာသည်ထားအောင်တော့ဆိုင်ရှိကဖြတ်လျှောက်ရင်ဟိုငတိတွေနဲ့အတူတူမကြကိုလှမ်းငေးကြည့်နေရမည်ဒီလိုငေးတာတောင်မှသူတို့ကတရားဝင်လုံးဖြစ်နေပြီကိုကခိုးချောင်ခိုးဝယ်လို့ဖြစ်နေသေးသည်ပြီးတော့ဒီငတိတွေနဲ့ချိန်ထားတာလည်းမရှိနောက်ဆုံးချက်ကတော့မကြရောက်လာပြီးမှဒီငတိတွေသူ့ပေါ်အနေအထိုင်အေးဆက်နေကြခြင်းပင်ဖြစ်သည်ဒါကြောင့်သူမကြကားစီးမိမှတ်တိုင်သို့သာသွားရန်ဆုံးဖြတ်ပြီးသွားကို special တိုက်လေသည်အားလုံးပြင်ဆင်ပြီးမှနံရံနဘေးကအိယာနဘေးကနံရံတွင်ကတ်ထားသောမှတ်စုစာရွက်ကိုကြည့်တော့သတိထားဖို့အချက်3ချက်ကိုတွေ့ရသည်1ဦးကျော်ဆိုင်တွင်တကြားလုံးပိကေဂျင်တန်တစ်ခုခုဝယ်ရန်ဂျင်တန်ရလျင်အကောင်းဆုံးဖြစ်သည်2မတ်ကြမှတ်တိုင်သို့စိန်ကဖီးကိုရှောင်ပြီးနောက်လမ်းမှသွားရန်3 oral head record မမေ့ရန်အတွင်းလမ်းထဲကကွေ့ပတ်လျှောက်လာရင်ကားမှတ်တိုင်မှာမကြာကိုတွေ့လိမ့်မည်ဟုကြည့်ပဲထင်နေသည်မှတ်တိုင်မှာမကြာကိုတွေ့ရင်ဘာလုပ်ရမလဲပြုံးပြပြီးနှုတ်ဆက်ပစ်လိုက်ရမလားဒီလိုဆိုတော့လေသူ့ရင်ကနှွေးသွားသည်ကို့ဘာသာတွေးရင်ရှက်သွားပြီးပါဇက်ထဲကဂျင်တန်တွေကိုဝါစားပစ်လိုက်မိသည်ဒါမှမဟုတ်ကားခပေးလိုက်သည်နှင့်ပင်မကြာသိလောက်ပြီးထင်ပါသည်ဒါကရောကောင်းပါမလားပထမတစ်ခါတော့အစေတနာအမှားမှုလှပတော့ခွင့်လို့စရာကလေးပါနေသည်အခုဟာကပေါ်တင်ကြီးလောက်ရမှာကောင်းပါမလားဒီလိုလုပ်လိုက်ရင်ပထမတော့ကယူသားသောအပြစ်ကလေးကိုပါထိခိုက်သွားနိုင်သည်နောက်ဆုံးတော့အပင်ပေါ်မှာအချိုးစားကြကြအခုမှပွင့်ချတဲ့ပန်းပွင့်ကလေးကိုငေးသလိုပဲငေးတော့မည်ဟုဆုံးဖြတ်လိုက်သည်ဒီတော့မှသူလှုပ်တတ်တာရောလှုပ်ချင်တာရောလှုပ်နိုင်တာရောသုံးခုစလုံးပြည့်စုံသွားသည်ရင်ထဲမှာလည်းလွတ်လွတ်လပ်ပျော်ရစ်သွားသည်လမ်းကျိုးကလေးကို꿰လိုက်တော့မကြာမှတ်တိုင်ကလေးမှာဘွားကနေပေါ်လာသည်စိတ်စော်လွန်းသောသူ့မြင်ကွင်းထဲသို့ကားမှတ်တိုင်မှာရက်နေသည့်လူတွေအားလုံးအရှိန်နှင့်စိတ်စော်လွန်းသောသူ့မြင်ကွင်းထဲသို့ကားမှတ်တိုင်မှာရက်နေသည့်လူတွေအားလုံးအရှိန်နှင့်ဇွတ်ဝင်လာသည်မကြာဟုတ်ပါသည်မကြာကကားမှတ်တိုင်ကလေးမှာငြိမ်သက်စွာကားဆောင်နေပါသည်သူ့ရင်သည်မင်္ဂလာရှိသောကျေနပ်ပီတိဖြင့်ပြည့်လျှံရစ်သွား၏ထိုပီတိသည်ဝီထီဘနက်ကျိန်ဇောမှခုန်ဝင်သွားသည်တော့မသိသူကားလမ်းစီထွက်လိုက်တော့သူ့မြင်ကွင်းထဲကမကြာကိုကားတစ်စင်းကဖုံးသွားသည်ဟာဒီကားနဲ့တဲ့ကြပါလားမြတ်မြတ်ဖဲပါတော့ဟာဟုကားလမ်းမတစ်ဖက်မှလာနေသောကားတွေကိုသူရက်ဆောင်ရင်စိတ်ထဲမှပြောလိုက်သည်သူ့ရှေ့ကားလမ်းမှာကားတွေကတဝှီးဝှီးဖြစ်နေကြသည်ခဏကြာတော့မှမကြာရှိမှကားရပ်ထားသောကားကထွက်သွားသည်မကြာမရှိတော့ကားမှတ်တိုင်မှာတယောက်မှလည်းမရှိတော့ဒီတော့မှအသိဝင်သည်မကြာကိုကွယ်ထားသောကားသည်မကြာစောင့်နေသောကားဖြစ်သည်ဆိုတာပါပဲကားကအေးဆေးဆေးပင်ထွက်သွားခဲ့ပြီသူပြေးလိုက်တော့လည်းမမီတော့ဒေါသဖြစ်လိုက်သည်ဖြစ်ချင်းကိုဒီလောက်တောင်တုံးရသလားဟုအကျဉ်တသန်းတော့အပြစ်တင်နေမိသည်တိချင်းကားလမ်းကိုကူးခွင့်ရရင်ကျင်းတင်မိပါသည်အခုတော့မကြာမျက်နှာကိုတစ်ချက်သာမြင်လိုက်ရသည်ဒေါသထွက်နှင့်ပါဇက်ထဲကဂျင်တန်တွေကိုဝါစားပစ်လိုက်မိပြန်သည်ပါဇက်တစ်ခုလုံးထူပူသွားကရှာလဲတော်တော်ထူနေပြီမှတ်တိုင်တွင်သူ့ပျော်ရွှင်မှုတစ်ခုကိုလက်လွှတ်လိုက်ရသဖြင့်ပူလောင်နေသည်စိတ်ချမ်းမြေရမည်ဖြစ်ရတစ်ခုဆုံးရှုံးသွားသဖြင့်ပင်ပန်းဆင်းရဲနေသည်ကားကြီးတစ်စင်းလုံးရက်နေတာကိုမှမကြာရှင်းမှကွဲတာပဲဟုသဘောထားမိလောက်အောင်ကြောင်အသွားသောသူ့ဖြစ်ကိုသူဒေါသတကြီးနှင့်မကြေမနက်ဖြစ်နေရသည်ရယူခြင်းသူတဦး၏ဆုံးရှုံးလိုက်ရသောကြေကွဲမှုအလုံးကိုသူခံစားနေရသည်ထိုအပြစ်ကိုလူတွေမသိကြညကရထားသည့်အိမ်မက်တွေကိုအမေခံပြီးရေရမုံမောပင်လမ်းလျှောက်သွားသူသွားဘတ်ကားစီးသွားသူကသွားနှင့်ရှိကြသည်ကားတစ်စီးထိုးရက်သည်သူစီးရမည်ကားမဟုတ်ကားပေါ်ကလူတွေကမှတ်တိုင်မှာရက်နေသောသူကိုကြည့်သွားကြသည်ထိုအကြည့်သည်ပုံမှန်ပင်ဖြစ်တော်လဲသူစိတ်ထဲကတော့သူ့ကိုလောင်ကြည့်သည်ဟုပင်ထင်သည်ထို့ကြောင့်သူဘူးကြည့်ပြန်ကြည့်ပြလိုက်သည်လူတွေကသူ့ကိုနားမလည်နိုင်ဖြစ်ပြီးမောင်းနှင်သွားသောကားထဲမှာပါသွားကြသည်မှတ်တိုင်မှာလူတစ်ယောက်အရာရာကိုအနုစိတ်ပေါက်ကွဲနေသည်
ကျောင်းကိုရောက်တော့မကြာရှိသည့် OS ကိုအရင်မသွားပဲဆရာရဲရှိသည့် Consfat ကိုအရင်သွားဖို့ဆုံးဖြတ်လိုက်၏သွားတက္ကသိုလ်၏တိုင်လုံးကြီးတွေနောက်ရောက်တော့ဒီကျောင်းထဲမှာမကြာရှိတယ်ဟုသည့်အသည့်တစ်ခုတည်းနှင့်သူ့ရင်သည်ငြိမ်းချမ်းသွားသည် diagnosis အခန်းရှိရောက်တော့မဲတာဆန်ကိုသတိရပြီးလှည့်ကြည့်မိသည်ထုံးစံအတိုင်းဆရာဝန်တွေလှုပ်ရှုပ်နေကြသည်ထိုစဉ်မှာပင်သူပုံမှန်လမ်းလျှောက်သည့်အချိန်ပြတ်သွားကရိုင်သွားသည်သူခန္ဓာကိုယ်သည်တစ်ခုခုနှင့်ဝင်တိုက်မိသည်ကော်ရီဒါပေါ်စာအုပ်ကြသံလူတချို့တန်းတော်ရေရွတ်သံလွင့်ကျသွားသည့်စာအုပ်3-4အုပ်နှင့်တူဟန်ဖုန်းတစ်လုံးကိုပါတွေ့ရသည်သူကမန်းကရန်စာအုပ်ကိုကောက်သည်ဟန်ဖုန်းကိုတော့တခြားလက်တစ်ဖက်ကကောက်သည်သူဝင်တိုက်မိတာကောလိပ်ချင်းဇက်ကားနှင့်မောင်မျိုးမင်းဗီဒီယိုကားတွေကလိုမယိုးနိုင်သောကောင်မလေးတစ်ယောက်မဟုတ်ပါဆရာတယောက်ဟုယူဆရသောသူနှင့်အသက်မသိမ်းမရင်သူတစ်ယောက်ဖြစ်ပါသည် sorry နှုတ်မှပြိုင်သူထွက်မိသွားကြသည်အပြန်အလှန်ပြိုင်သူပြုံးမိသည်ဒေါသမကျေနပ်မှုအရေးတစ်ခုမှမပါသူ့လက်ထဲအစာအုပ်တွေကိုကမ်းပေးလိုက်သည်ကျွန်တော်ငေးလွန်သွားတာနဲ့ဟာတူတူပါပဲကျွန်တော်လည်းဒီထဲမှာဆရာတယောက်ကိုရှာလိုက်တာ sorry ဗျာနော်ဟာကျွန်တော်တောင်းပန်ပါပါဖုန်းဘာမှမဖြစ်ဘူးနော်ဆရာတယောက်ဟုသူထင်ပါသည်ဆရာကဖုန်းကိုငုံကြည့်လိုက်ပြီးတော့မှအာနာသွားဟန်တူသည်မဖြစ်ပါဘူးဘာမှမဖြစ်ဘူးဒီကောင်ကဒီလိုပဲလွတ်ကြနေကြပါပြောစရာစကားကုန်သွားသဖြင့်တယောက်နဲ့တယောက်ဦးကြောင်နှင့်ပြုံးပြီးဘာဆက်လို့မှမသိခင်ဆရာကပါးနဲ့စွာပင်သူ့ကိုလက်ကမ်းပေးလိုက်သဖြင့်သူလက်ဆွဲနှုတ်ဆက်လိုက်ရ၏ကျွန်တော်အောင်သူဟိန်းမှာတပားမတ်မှာရှိပါတယ်အကူကြီးလိုရင်ပြောပါဟာကျေးဇူးပဲဆရာကျွန်တော်ကဒီမှာသွားလာပြတာပါကျွန်တော်ခင်လုံးပါဆရာအော်အခုဘာမှပြနေလဲOS မှာပါသူ့ဖြစ်ကြောင့်ဆရာမျက်လုံးကိုပြူ၍ပခုံးကိုလှုံလိုက်သည်နည်းအံ့ဩသွားပုံရသည်ဟာတဲဟုတ်ပါလားတပားမတ်နာမည်တွေဘာတွေတောင်သိနေပြီဆိုတော့ပြတာတော်တော်ကြာပြီထင်တယ်မကြသေးဘူးဆရာတစ်ခါပဲရှိသေးတာအော်လိုအပ်တဲ့ကူညီရှင်ပြောပါဗျာဝမ်းသာပါတယ်ဆရာမမှတ်မိရင်ဝင်တိုက်မိတဲ့လူလို့ပြောလိုက်မယ်နော်ဟာမှတ်မိပါတယ်ဗျာမှတ်မိပါတယ်အပြုံးနဲ့လမ်းခွဲလိုက်ကြသည်သူ့ရင်ထဲတွင်တော်တော်ပျော်သွားသည်သွားတက္ကသိုလ်မှာဖြစ်နိုင်ရင်မိတ်ဆွေတွေအများကြီးထပ်ရခြင်းသေးသည်မကြာစီကအဖြေရပြီးတော့မှသူ့ဘာသာသူသွားလာလှုပ်ရှားနေကြတော့ဆရာမတွေဝန်ထမ်းတွေကဟေးဆိုပြီးတပြိုင်နက်တည်းလက်ခုပ်တီးလိုက်ရင်ဘလောက်ကောင်းလိုက်မလဲထမတော့မကြာကြောင်ကြည့်နေလိမ့်မယ်ထင်သည်ကြောင်နေတော့မကြာကိုတကြောင်လုံးက congratulation ဝိုင်းလုပ်ကြမည်ဒီတော့မှမကြာရှက်သွားပြီးသူ့ကြောကုန်းကိုတအားထူတော့အားလုံးကပျော်ရွှင်အားကြစွာသူ့ကိုငေးနေကြလိမ့်မည်မကြာကရှက်နဲ့သူ့ရင်ခွင်ထဲကိုသူနှင့်မျက်နှာချင်းဆိုင်မှာရှောက်လာသောကျောင်းသူကလေး2ယောက်မျက်စောင်းထိုးသွားတော့မှသူကြောင်သွားပြီးစိတ်ကူးကိုကြီးနိုးရင်းပြုံးစီစီဖြစ်နေခြင်းကိုသတိထားမိသွားသဖြင့်မျက်နှာကိုကမန်းကရန်ပြင်လိုက်ရသည်ပြုံးတယ်ဆိုတာကလည်းသူ့နေရာနဲ့သူလူတမိုးနဲ့သူမဟုတ်လားအလကားနေရင်ပြုံးပြနေစိတ်ကျမ်းမာရေးနေသွားနိုင်သည်အခုရောက်နေတာကသွားတက္ကသိုလ်မှုတော်သေးသည်ကိုရဲပြထားသည့်ကွန်အခန်းရှိကိုရောက်တော့ဆရာဝန်တွေကိုတယောက်ချင်းရှာရသည်မတွေ့ယူနီဖောင်းတူတွေနဲ့ဆိုတော့ရှာရတာပိုခက်သည်ဒုတိယအကြိမ်ရှာလို့လည်းမတွေ့ဒါနဲ့စာအုပ်ထပ်သည့်ခုံနောက်မှာထိုင်ပြီးကိုရီးယားမင်းသားလီအောင်ကြီးကြောင့်ပြောနေသည့်ဆရာမကလေး2ယောက်ရှိမှရက်သည်ဆရာမကလေးတယောက်ကမကိုကလမာလေးလားမသိမျက်နှာကအေးချမ်းသည်အားရှိသည်သပင်းရှိနှင့်ကျင်နာတက်မြင့်မျက်ဝန်းမျိုးရှိသည်သို့သောလည်းသူရက်နေတာကိုမော့မကြည့်လီအောင်ကြီးကြောင့်ပြောနေသည့်ဆရာမကလေးစကားကိုရေတော့မလို့နှကန်းကလေးကပြုံးတော့မလို့ဟာကနားထောင်နေသည်သူမကိုယ်တိုင်ကဒီနှစ်မဲဆဲကြော်ရာအရှာရိုင်းလို့ချောပြီးတော့များဘာမဟုတ်တဲ့လီအောင်ကြီးအကြောင်းကိုနားထောင်နေရတယ်လို့သူအစိတ်တော်တော်တိုးသွားသည်ဆရာမသူဒုတိယချိန်ခေါ်လိုက်သည်ဒီတစ်ခါမှမောမကြည့်ရင်ကလမားလို့ပဲခေါ်လိုက်တော့မည်ဟုတွေးနေသည်စာအုပ်လားထက်ခဲ့သူ့တစ်ချက်ပဲကြည့်ပြီးဘေးကလီအောင်ကြီးစီမျက်နှာပြန်ရောက်သွားသည်မဟုတ်ဘူးဆရာမကျွန်တော်ဆရာတယောက်နဲ့တွေ့ကြလို့ပါဆရာပဲဆရာလဲဒီတစ်ခါတော့လီအောင်ကြီးကတော့လို့ဆရာမလေးကစိတ်ပြနဲ့လမ်းမိသည်စိတ်ကောင်းခဏလေးဝင်တော့ကိုကိစ္စကိုစုံစမ်းရန်ကမန်းကရန်သူပြောလို့သည်လီအောင်ကြီးဆရာမဘာလီဟာတီချာဟိုမှားသွားပြီကိုရဲဆရာမကိုရဲဘာကိုရဲလဲချီ့ဦးသွားအာမလုပ်ပါနဲ့ဟိုဆရာနာမည်ကသူရရဲရင်ပါကိုရဲဆိုတာနှုတ်ကြုံနေလို့သူရလားဆရာမလေးကစိတ်တူသလိုမျက်နှာပေးနေခေါင်းကိုငှဲ့ကတစ်ချက်ရှာသည်အရှာရိုင်းကတော့ဘောပင်ကိုလက်ထဲမှာဆော့နေသည်မရှိဘူးဟာမဟုတ်ဘူးဆရာမမရှိပါဘူးဆိုတော့မြို့ရင်ကိုယ့်ဘာသာဝင်ရှာဟုတ်တယ်
သူလီအောင်ကြီးကိုစိတ်ထဲကရှာကိုထုတ်ပြပြီးဖလူးဖလူးလုံး၍ပြောင်ပြလိုက်သည်ဝင်ရှာခွင့်ပေးတာတော့မစိုးဘူးပေါ့လေသူဝင်ရှာတော့ကိုရဲကိုမတွေ့ပါသူတော်တော်စိတ်ထက်ကြသွားသည်ဟိုဒီမြတွားနေလို့လားဆိုပြီးနိုင်ဝက်လောက်ကွန်းရှိမှရပ်ဆောင်နေသည်အရှာရိုင်းနဲ့လီအောင်ကြီးကစကားတွေပြောလိုက်သူ့ကိုမတင်ကားသလိုကြီးလိုက်နေရှိသည်နောက်ဆုံးလက်လျှော့ပြီးသူထွက်လာခဲ့သည်သူမကြာမျက်နှာကလေးကိုခဏဖြစ်ဖြစ်တိတ်တွေးကျင်နေသည်သူအရဲစွန့်ပြီး OS ဘက်ခဏခြေဦးတဲလိုက်သေးသည်ဒီတစ်ခါမကြာနဲ့မတွေ့ပဲကင်တိုညွန့်နှင့်တွေ့ရင်ဒုက္ခဖြစ်မိမနေ့ကပင်ဟောက်လွတ်လိုက်တာဆိုတော့သူ့မှတ်မိနေမှသေးကြသည်တော်ကြာမတင်ကားဖြစ်သွားရင်တကယ်သွားရမည်နေတော့မကောင်းတော့သူเจ้าမြင့်ကိုစစ်ရှုံသွားသောဂျပန်စစ်သားတယောက်လိုကုတ်ချောင်းချောင်းနှင့်ချီတက်လာပြီးစပယ်ဦးဆိုသောเจ้าနှင့်မျက်နှာချင်းဆိုင်လက်ဖက်ရည်မှာထိုင်သည်ဘယ်သူမှဘာမှလာမမေးသဖြင့်သူကလည်းဘာမှမမှာပဲထိုင်နေလိုက်သည်သူဘာမှတောက်ချင်စိတ်လည်းမရှိပါနေ့လေတနားခွဲအထိမကြားထွက်လာသည်ကိုမတွေ့ရပါခန်း6အလွမ်းသည်စိတ်ဝိညာဉ်ကိုနိုးထားစေကတီထွင်ကြံဆောင်မှုကိုပေးသည်ဆိုသောစကားကိုသူကနီးတီခုထဲမှာထည့်လိုက်ခြင်းသည်သူနာမည်ကြီးရန်အတွက်မဟုတ်ပါအောက်တွင်အမိမတိ21ရာစုပညာရှင်ဟုထည့်ပေးလင်လုံလောက်ပြီးဖြစ်ပါသည်သို့မှသာလွမ်းနေသည့်သူများသည်ပတ်ဝန်းကျင်ကဲ့ရဲ့မှုမှကင်းလို့၍အတွေးခေါ်ပညာရှင်များဖြစ်လာကြလိမ့်မည်ဟုတ်ပါသည်လှသောအလွမ်းသည်စိတ်ဝိညာဉ်ကိုတီထွင်ကြံဆောင်မှုဖြင့်နှိုထားလာစေပါသည်သူမကြာကိုလွမ်းနေခဲ့သည်မကြာကြောင်းသွားတာကိုထုံငတိလေးအောင်နှင့်အတူသူချောင်းများကြည့်ရှုနိုင်ပါသည်သို့သောသူကထိုကဲ့သို့အကြည့်ကိုရှယ်ယာခွဲပြီးကြည့်ခြင်းသူမဟုတ်ပါသူနှင့်တူမကြာကိုကြည့်ကြသည့်လူတွေရဲ့အကြည့်တွေကိုလည်းခန်းစားကြည့်လိုက်ပါအောင်ဝင်းနိုင်ဆိုသည့်ငတိကမကြာကိုတွေ့ရရင်လုံးဝအိမ်တွေမရခွေးလိုက်ခံရသောကြက်မတစ်ကောင်လိုဖြစ်နေတတ်သည်ဇေယျဆိုသည့်ကောင်ကတော့အဖေမေကဝယ်ကြွေးပါမည်ဟုဂတိပေးထားသည့်စားစရာကိုလိုချင်တတ်မှတ်စိတ်မချသောအမှုရာပြင်းထန်သောအာသာဆန္ဒတို့ဖြင့်ကြည်နေတတ်သည့်ကလေးနှင့်တူသည်သူရကတော့သူ့အတွက်ပဲမကြာအလံလျှောက်ပေးနေရသလိုဘာလိုနှင့်လက်ဖေးဆိုင်ထိုင်ကုန်ပေါ်ကနေမိန်ကြီးရှူစားတတ်သည်မျက်ဝန်းထဲတွင်စာလောင်တတ်မှတ်စိတ်များကအချင်းချင်းလောင်ကျွမ်းနေကြသည်ဟုသူထင်ပါသည်မင်းဆိုးကိုတော့တိတ်အပြစ်ပြောစရာမရှိဟုထင်သည်မင်းဆိုးကမကြာလာလေဟာဟင်းဘယ်တော့မှအတန်မထွက်တတ်မကြာရဲ့အဝတ်စားဖွင့်ထားစီပင်မူခြေသလုံးသားများနှင့်နှကန်းနှလွားအကြောင်းဘယ်တော့မှအရသာခံမပြောတတ်သူ့ပုံစံကဒီလိုဝိုင်းကြည့်နေသောငနဲတွေနဲ့စားရင်မကြာကိုတိတ်မတုံလှုပ်တော့ဂယုမဆိုင်သောသူ့ကိုမကြာကပို၍စိတ်ဝင်စားလာလိမ့်မည်ဟုစိတ်ကူးရင်နေပုံရသည်ထို့ကြောင့်မင်းဆိုသည်မကြာကိုတစ်ချက်နှစ်ချက်ခိုးကြည့်အောင်မှအပြစ်ပြောစရာမရှိဟုပြောရမလို့ဖြစ်နေသည်သူကတော့မကြာလာလင်ထိုတငယ်ချင်းတို့အမျိုးအစားမတူသောအကြည့်များကြောင့်စိတ်ချင်းကြက်နေတတ်ပြီးမျက်နှာမှာလည်းပူသည်မကြာကိုလည်းစိတ်ထဲအားနာနေမိသည်ထို့ကြောင့်အသက်ရှူလည်းမြန်သည်မကြာကိုလည်းတေးသေးချာမကြည့်လိုက်ရဖြစ်တတ်သည်အခုတော့သူအလွမ်းဤတီထွင်ချက်ဖြင့်အဲ့ဒီဝိတုကလွတ်မြောက်တော့မည်သူ့ခက်ခဲကိုသူရိုးရိုးကလေးပဲတွေးပါသည်မကြာထန်သို့သူသွား၍မရခြင်းမှာသူ့သွားကိုပြစရာအလှည့်မရောက်သေးသဖြင့်ဖြစ်သည်တခြားလူနာတယောက်ဆိုရင်သွားခွင့်ရမည်ထို့ကြောင့်သူသည်ရက်ကွက်ထဲမှာသွားကြိုက်ဝေဒနာဖြစ်နေသည့်လူကိုလိုက်ရှာရမည်ထိုသူကိုတွင်လေစီယုံပြီးသွားတက္ကသိုလ်သို့ခေါ်သွားရမည်အရေးကြီးသည့်အချက်ကထိုသူသည်သွားနှုတ်ရမည်လူတော့ဖြစ်ရမည်သွားနှုတ်ရမည်လူတယောက်ကိုအင်တကာရှောက်ရှာနေလို့တော့မဖြစ်ပါလော့စပီကာဖြင့်အော်ရှာလို့လည်းရမည်မဟုတ်အဲဒီကြတော့မှသူဘာလို့ရမလဲဆိုတော့ဦးကြောင်ကြောင်ဖြစ်သွားသည်သူခေါင်းကိုကုတ်သည်ထိုင်ရမှထပြီးပစိုးပြင်ဝစ်သည်ပြီးတော့ပြန်ထိုင်သည်အဝေးကိုငေးသည်သူ့လက်တွေကိုသူငုံကြည့်သည်လက်ဖေးဆိုင်သွားရင်ကောင်းမလားဟုတွေးသည်လက်ဖေးဆိုင်မှာသွားနာတဲ့သူတွေဘာတွေများရှိနေမလားငပေါ်ဟုစိတ်ထဲကသူ့ကိုယ်သူအော်ပြလိုက်သည်ကတင်ပေါ်မှာအေးစစ်စစ်စဉ်းစားမိဟုတွေးပြီးအခန်းထဲဝင်ခဲ့သည်စပွဲကုံပေါ်ကစာအုပ်တွေကိုရှောက်ကင်သည်ဖောင်တိန်ဖုံးကိုဖွင့်သည်ပြီးတော့ပြန်ချသည်ဓမ္မပဒစာအုပ်ကိုကောက်လှန်သည်ကုသိုလ်ကောင်းမှုပြုသူသည်ဤဘဝတွင်လည်းရှင်လန်းရ၏တမလွန်ဘဝတွင်လည်းရှင်လန်းရ၏ပြစ္ဆုတ်ပံတမလွန်နှစ်ဘဝ၌ရှင်လန်းရ၏စာအုပ်ကိုပိတ်လိုက်သည်ဟုတ်သည်သူအခုကုသိုလ်ကောင်းမှုလုပ်ရန်အတွက်စဉ်းစားနေသည်ဘဝင်ရောက်နေသည်ကြံစနေသည်သူကောင်းမှုကုသိုလ်အတွက်အလှခံပုဂ္ဂိုလ်သားလိုပါသည်သူကောင်းမှုသည်စင်ကြယ်သလားမစင်ကြယ်သလားဟုသူမစင်စားအသုံးဝင်သည့်စကားလုံးများဆိုသည့်အင်္ဂလိပ်စာကိုကောက်လှန်သည် Bodies Body အင်ကြီး Chimis Shimi အင်ကြီးသူစာအုပ်ကိုပိတ်လိုက်သည်
ဘာတွေဖြစ်နေသနည်းတငယ်ချင်းတယောက်ကသူဝယ်ထားသည့် handset ထဲတွင် Bluetooth ဆိုသော ဖိုင်ပါသည်ဟုဆိုသည်သွားဆိုရင်သူတော်တော်များများကိုစိတ်ဝင်စားပါသည် Bluetooth ဆိုတာသွားပြကိုပြောရလားအတိတ်ဘယ်ကတော့ထိုတိုင်းထွက်နေသည်ဟန်ဖုန်းထဲမှာသွားပြပါပြီးဘာလို့ရမည်နည်းသူကတင်ပေါ်ပြက်လဲပြီးမျက်လုံးလေးကိုမှိတ်ထားလိုက်သည်မကြာ၏မျက်နှာသည်စခရင်ပေါ်တွင်ပေါ်လာသလိုကြည်လင်တင့်ရှွန်းစွာပေါ်လာနေသည်သူ live ကွန်ပျူတာထဲမှာမကြာခဏဆိုသလိုဖိုင်တစ်ခုကိုဖွင့်လိုက်ပြီးသူ live ကွန်ပျူတာထဲမှာမကြာဆိုတာကိုဖိုင်တစ်ခုဖွင့်လိုက်ပြီးတော့ programming လုပ်ရမည်ထို programming အတွက်အခုသွားပေါက်ဟောင်းလောင်းနေလူတယောက်သူလိုရှိနေသည်သူ live ကွန်ပျူတာထဲမကြာနှင့်ပတ်သက်သော software ကိုကံကြမ္မာငတိကဘယ်ထိရေးထားသနည်းသူမကြာကိုဇွတ်ချစ်နေတာတော့သိကြပြီသူမျက်စိထဲမှာမြင်နေရသောမကြာကိုစိတ်ထဲကလှမ်းနှမ်းပစ်လိုက်သည်မမီမကြာဆက်ဖြည်းဖြည်းနှင့်ထွက်သွား၏သူအတင်းပြန်ဖမ်းသည်မမီတော့သူမျက်လုံးထဲမှာနယူးယောက်မြို့ဘေးကမြစ်ပြင်ကျဲကြီးနှင့်တန်းစီနေသောတိုက်တာအဆောက်အဦပုံပေါ်လာသည်ဘာမှမဆိုင်မကြာပုံကိုအတင်းမြင်ကြည့်သည်မရတော့သူ့စိတ်ကပကံကိုသွားတော့ထမင်းဆိုင်မှာပုံးရည်ကြီးတုပ်တွေနေစားနေသောသူ့လက်ချောင်းတွေကိုပြန်မြင်နေသည်ပြီးတော့ပကံအသွားကားပေါ်တော့ကသူ့ရှေ့ဘက်ခုံမှာအိပ်ပျော်နေသည့်မိမဝါတုတ်ကြီးကိုပြန်မြင်သည်မတော်မတဲ့ပါလားဘယ်တော့မှမမတ်ရမရှိခဲ့တာတွေပါလားပမှုထောပတ်တုတ်စားခြင်းစိတ်ကရောက်လာပြန်သည်သူ့ကိုယ်သူစိတ်ဆိုးရသည်ဟုတ်လားစားကြခဏကြာတော့မောမောနဲ့ထုံးစံတိုင်းအိပ်ပျော်သွားလေသည်စူစူညံ့ညံ့အတန်ကြောင့်နေ့လည်နေခင်အိမ်မက်ကနိုးလာသည်ဟုဆိုရင်အမှန်မြင်ဖြစ်သည်သို့သောຫນွေနေ့လည်အိမ်မိသူတို့၏ထုံးစံအတိုင်းနိုးကားစားမှအိပ်ဆက်ခြင်းကခန္ဓာကိုယ်ကိုသုံးပုံနှစ်ပုံအနာယူထားသဖြင့်ထိုအိပ်ဆက်ခြင်းဆိုသည့်အရာသာနောက်သို့လေးပင်စွာကူးလျက်ရှိသည်သူ့ထံသို့ရောက်လာသောဝိုးဝါးဆူညံ့နေသည့်အတန်စီသို့လည်းအာယုံကရောက်သွားသည်တော်တော်ဒုက္ခပေးတဲ့အတန်ပါလားဟုတ်ကဲ့ခင်ဗျာလူတွေအားလုံးကျန်းမာဖို့အတွက်အစာအာဟာရကတစ်ဆင့်အားရှိတဲ့အစားအစာတွေကိုစားသုံးပေးဖို့လိုပါတယ်ဒီအတွက်လူတွေမှာအရေးကြီးဆုံးအင်္ဂါအစိတ်ပိုင်းဟာဘာလဲသွားပါခင်ဗျသွားပါသူတန်းတော်ကြီးငုတ်ထုတ်ထားတိုင်းသည်သွားပါခင်ဗျဆိုလို့ကျွန်တော်တို့ကနှင်ထုတ်နေတာမဟုတ်ပါဘူးတမင်အဟုတ်တွေကိုသာတင်ပြပေးသွားမှာပါကဲမိဘပြည်သူများဆိုပါစို့တိုက်ကြီးကားကြီးနဲ့တားကြီးကဂျပန်ကနေငွေတွေပို့ပေးလို့ချမ်းသာတယ်ပဲထားကိုစားကျင်တာတွေဝယ်စားနိုင်တဲ့ငွေကြီးလက်ထဲမှာရှိအောင်တော့အစာကောင်းကလေးစားပြီးတာနဲ့အမလေးအဖလေးအော်နေပြီးသွားရဒုက္ခပေးလို့အစာကောင်းအသောက်ကောင်းလေးမှမစားရရင်ဂျပန်ကိုသွားတဲ့သားကလေးခက်ခက်ခဲခဲနဲ့ပို့ပေးထားတဲ့ပတ်စံကိုကမစားနိုင်လို့သားကလေးကုသိုလ်နဲ့ဝေးရလိမ့်မယ်သူအိတ်ခမ်းထဲမှာအပြင်သို့ကမန်းကရန်ထွက်လာမိသည်အဲ့တော့ခန္ဓာကိုယ်ကျန်းမာရေးကောင်းဖို့လို့သလိုသွားရည်လည်းကျန်းမာရေးကောင်းဖို့လိုပါတယ်လူတွေကတယောက်နဲ့တယောက်တွေ့ရင်ဟုတ်လားထုံးစံအတိုင်းဟဲ့နေကောင်းလားပိန်သွားတယ်ဝသွားတယ်စသည်ဖြင့်နှုတ်ဆက်ကြတယ်ဒါပေမဲ့ပါဇက်ထဲကသွားတွေကျန်းမာရေးကောင်းရဲ့လားလို့တော့ဘူးမှမမေးကြဘူးနှင်းပါဇက်ထဲကသွားတွေပိုးစားနေလားသဖုံးတွေကောင်းရဲ့လားစသည်ဖြင့်ဘူးမှမမေးကြဘူးကျွန်တော်တို့ဟာသွားတွေကိုကျွန်တော်တို့ပိုင်တဲ့ကိုယ်ရင်ကပစ္စည်းတစ်ခုလို့သတိမရကြဘူးအမိခံထားကြတယ်သူအိမ်အပြင်သို့ရောက်လာသည်နားထဲမှာလော့စပီကာကစိတ်အားထန်သွက်စွာနဲ့ပြောနေသောစကားသံသို့သာအာယုံကရောက်နေသည်ပြောနေသည့် dialogue ကလေးတွေကမဆိုးလားဟုအောက်မြင်ရသည်အဲ့တော့ခန္ဓာကိုယ်ကျန်းမာဖို့အတွက်တရောင်းတနေရာနေဖြည့်စွမ်းပေးနေတဲ့တန်မိုးလည်းရှိအရေးလည်းကြီးတဲ့သွားတွေကိုစောင့်ရှောက်ဖို့ခ ्यू ဆိုင်ပေးဖို့လိုပါတယ်မိဘများခင်ဗျာကြာဝါရမဲ့သွားတွေပါဘာစားအယိုးကြီးရှောင်လို့ကျွန်တော်တို့ချစ်တဲ့ဆိုင်ထီးဆိုင်ကြီးရအောင်ဆိုထားသေးတယ်မဟုတ်လားထို့ကြတော့လဲငါသွားတိတ်ကောင်းတာပဲဆိုပြီးဘီလက်ရဲ့အဖုံးတို့အရက်ပလင်းဖုံးတို့ကိုကိုက်ဖွင့်တတ်ကြပါတယ်အဲ့ဒါတလွဲမှာသပင်ကောင်းတာပါခင်ဗျသဘောတရားကြီးကကျွန်တော်တို့သွားပြီးပေးထားတာပြီးလိုက်ရဖုံးဖွင့်ဖို့အရက်ပလင်းဖုံးဖွင့်ဖို့မဟုတ်ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့အာဟာရတွေကိုဖြည့်တင်းပေးဖို့အစာအာဟာရတွေကိုကျင့်ကြံဝါစားနိုင်ဖို့ပါကဲမိဘပြည်သူများသွားဟာခန္ဓာကိုယ်ရဲ့အရေးကြီးစိတ်ပိုင်းဆိုတာထင်ရှားပြီဆိုရင်ဖြင့်အဲ့ဒီသွားတွေကိုစောင့်ရှောက်တဲ့နေရာမှာကူညီမှုကျွန်တော်တို့လာခဲ့တာပါခင်ဗျာလို့စကားဦးလေးခံလိုပါတယ်သူတို့လမ်းထိပ်ကအုတ်ခုံဘေးမှာတဆန်းကဖြူလေးတစ်စင်းထိုးရထားပြီးဘေးနှစ်ဖက်မှာပိတ်စဖြင့်ဆေးဘူးများကိုစိတ်နဲ့မြက်များကိုကြောညာထားသည်ကားရှိခံတကားကိုဖွင့်ထားပြီးဦးလေးတယောက်ဆေးဘောလေးတောက်နေသည်ဦးလေးပုံစံကပြင်းရင်ပြင်းတွဲရှိလာ၏အဲ့တော့သွားတွေပိုးစားပြီးဟောင်းလောင်းပေါက်ဖြစ်နေလို့
အစားစားပြီးအမလေးအဘလေးနဲ့အော်နေတဲ့မိဘပြည်သူများတဖုံးတွေရောင်အပူတွေကြပြီးပါကူမမစားနိုင်မတောက်နိုင်တဲ့ကော်ဖီကလေးနွားနုကလေးတောက်တာတော့မှအဖေကဲပါအမေကဲပါရီးစားကဲပါနဲ့အော်နေရတဲ့ညီကိုများညီမမမများရောပြီးတော့ကိုယ့်ထက်လူကြီးတွေနဲ့အမြဲဆက်ဆံနေရတဲ့ဒီနေ့ခေတ်ရဲ့ညီကိုညီမများအင်တာဗျူးဖြေတဲ့အခါတငယ်ချင်းချင်းစကားပြောတဲ့အခါကိုပါဇက်ကဂရင်းနဲ့နန်းနေတပွားလုံးစာအောင်မြင်မှုနဲ့လည်းလွဲနိုင်ပါတယ်နှလုံးသားလေးလည်းကွဲနိုင်တယ်ဒီအတွက်မိဘများညီညီမများကျွန်တော်တို့ရဲ့အောက်ချင်းကတစ်စိတ်သွားနာသွားကြိုက်ပျောက်စေးကြီးဟောဒီမင်္ဂလာနေရာမှာရောက်ရှိလို့လာခဲ့ပါပြီသူကားနာသွားရက်ပြီးကားနောက်ဖက်ကိုချောင်းလိုက်တော့အကောင်မလေးတယောက်ဆေးပလင်းတွေကြားမှာငုတ်တုတ်ကလေးထိုင်နေသည်ရှေ့မှာခုံကလေးတစ်ခုချထား၏လော့စပီကာကနေစကားတွေရွှွှွှဝင်အောင်ပြောနေသည့်လူကိုကြည့်လိုက်တော့စွတ်ကျဲလက်ပြက်ကလေးနဲ့အသားကညိုညိုလူကပိတ်ညောင်းညောင်းနှကန်းမွေးရမဲမဲနဲ့လက်တစ်ဖက်ကလက်ကင်ပွားကလေးအုပ်ထားသည့်မွဲ66မိုက်ခရိုဖုန်းကိုကိုင်းထားရင်အိတ်ချင်မှုတူမျက်နှာမျိုးဖြင့်ခက်မှန်မှန်ကလေးစကားပြောနေသည်ဆေးရောင်းသည့်ကောင်မလေးနှင့်စကားပြောသည့်ထိုလူနှစ်ယောက်ကအလုပ်တစ်ခုတည်းအတူလုံးနေကြတော့အဆက်ဆက်မရှိသလိုမျိုးဖြစ်နေသည်ကောင်မလေးကလည်းထိုင်ပြီးသူ့ဘာသာတွေးကျင်အောင်တွေးနေပြီးအော်နေသည့်ဆရာကလည်းမိုက်ကိုကိုင်းပြီးသူ့ဘာသာအော်နေတာကိုအော်ချင်တာကိုအော်နေသလိုဖြစ်နေသည်သူတို့နှစ်ယောက်သည်တယောက်ကိုတယောက်မသိသလိုဖြစ်နေသည်ဒါမှမဟုတ်တယောက်နဲ့တယောက်ရှိနေတာကိုမသိကြပဲဖြစ်နေသလိုထင်ရသည်ထိုနှစ်ခုမှမဟုတ်လျင်တော့သူတို့နှစ်ယောက်သည်နောက်တစ်ယောက်ရှိနေသည်ဆိုတော့ကိုမသိကြပဲသူတို့တစ်ယောက်ထဲသာရှိနေသည်ဟုထင်ကတွေးကျင်အောင်ကိုတွေးအော်ကျင်အောင်ကိုအော်နေကြသည်ဟုသူထင်မိသည်ဟုတ်ကဲ့မိဘများကျွန်တော်တို့ရဲ့နန်းနွေးသမားတော်ဆရာကြီးစိုးဝင်းကြီးရဲ့အောက်ချင်းကတစိတ်သွားနာသွားကြိုက်အနက်ဆိုပြောက်စေကြီးဟာဟိုးရှိဘရင်တွေလက်ထဲကလေးကသုံးခဲ့တဲ့အတိုင်းရင်းစိနီးစံကြုံစံညွန်အတိုင်းစီမံဖော်ဆက်ထားတာဖြစ်ပါတယ်အဲ့တော့မိဘများဟိတ်ကောင်ရတနေ့တနေ့ငါတို့လမ်းထဲမှာဒီလိုဟိုလိုစိနီးဒီကဆေးကောင်းနဲ့ဆိုပြီးလာအော်နေကြတယ်ကြားဖတ်များလို့ရိုးနေပါပြီလို့မင်းတို့ဆေးရလဲဒါမျိုးပဲလားလို့မေးကျွန်တော်တို့ရမီရဖများမိဘများကိုစိတ်မဆိုးပါဘူးဟုတ်လားဘယ်သူဘယ်ဝါဘယ်ဆေးလို့ကျွန်တော်တို့မပြောချင်ပါဘူးတညံ့ညံနဲ့စီမံဖော်ထုတ်တဲ့ဆေးတွေလည်းရှိပါတယ်ဒါပေမဲ့အခုမိဘများရှေ့မှာရောက်နေတဲ့အောက်ချင်းကနန်းနှစ်သမားတော်ဆရာကြီးစိုးဝင်းကြီးရဲ့သွားနာသွားကြိုက်ပြောက်စေရတော့နန်းနေစစ်ပါဆိုတာကိုဟောဒီကပြလေးကအမခံပါတယ်ရှေးလျာလှသည့်စကားတွေကိုအလောတကြီးမဟုတ်ပဲလေတံအနှိမ့်မြက်လိုက်မနှေးမမြန်အေးစစ်စစ်ပင်ပြောသွား၏ဒီကိုလာမကြည့်ပဲအိမ်ကသာထိုင်နာထောင်နေလေစကားပြောသူသည်ဟန်နှင့်မန်နှင့်အာတတ်တရောရှိနေလိမ့်မည်ဟုထင်ကြပင်ဖြစ်သည်လော့စပီကာထဲမှထွက်လာသည့်အတန်နှင့်ကားလင်းတွင်းကအခြေအနေမှာတခြားစီဖြစ်နေတဲ့အကိုသူတအံ့တော်ငေးကြည့်နေမိသည်ရန်ဒုတ်ထာဂျင်းကြောက်နှင့်စေတံကြောက်ကန့်မကွာမူးစီသားဘယ်မလွဲကဲကြဇဝတ်သားသွားရောကတိတ်ပါတော့မနှေးဒန်းနဆိုအကုံငိမ့်တိမ့်ထိုက်တဲ့စေအဲ့လိုဆိုထားတာကိုခမထိုလင်္ကာလေးကိုတော့ကိုဆရာကဆွာရကလေးကြည့်ပြီးရွတ်သွား၏သူငေးကြည့်နေရင်ပြုံးရသေးသည်ကဲမင်းရွတ်သွားတာတွေကဘာတွေတုံးကမင်းပါစက်ထဲရှိတာရွတ်တာဘာဖြစ်သလဲလို့ဒီကမိဘကြီးများမေးပါဒီစေးဟာနန်းတွင်ထဲမှာအဲ့ဒီကာတာနဲ့ရွတ်ပြပြီးစေးဖော်ခဲ့ကြတဲ့အရာစဝင်တင်တဲ့နီးပါဆိုတာကိုရမီရဖကြီးများကျွန်တော်ဟောဒီလိုရှင်းပြပါမယ်နောက်ထပ်စာရွက်တစ်ရက်ကိုဖြန့်ရပြန်တဲ့ဖြင့်စာရွက်ဖြတ်တဲ့မိုက်ခရိုဖုန်းထဲကပေါ်နေသည်ထိုဆရာကမျက်မှန်ကလေးကိုမကစာရွက်ကလေးကိုထောင်ကားဖြင့်စာကိုဖတ်သည်ဘေးပေါင်းနှစ်ဖက်စလုံးကိုကြွားညာပိတ်စာဖြင့်ကတ်ထားသောကြောင့်ကားထဲကအလင်းရောင်ကကောင်းစွာမရပိတ်စာလိုကြားကလေးကတိုးဝင်လာနေသည့်နေ့လည်ခင်းနေရောင်မှာစာရွက်ကိုထောင်ရေးဖတ်ရသည်အချိန်တော်တော်ခါရည်သွားသည်ဆေးကတော့နန်းတွင်သုံးဆေးစစ်ပါရမီရဖကြီးများခမပါဝင်တဲ့ဆေးမှန်တွေကဟောဒီကရမီရဖကြီးများရှေ့မှာမိဖို့ကြောင့်မှာဈေးတဲကပရဆေးဆိုင်မှာရှိတဲ့ပရဆေးတွေတစ်ခုတစ်ဖူတွေကြီးပါပဲရန်စိမ့်နဲ့ဒုတ်ထာဂျင်းကြောက်ဆေးတတ်နဲ့ကန့်ဆေးမယ်၅မျိုးကတမူးစီဇဝတ်သားတစ်ကြက်သားကိုစုပြီးပထမအမှုတ်ပြုတ်လုပ်ထားရပါတယ်ကိုဆရာကဖွင့်ထားသည့်စာရွက်ကိုတိတိကျကျထောင်းလိုက်ဆောင်းလိုက်နဲ့အတော်ကြိုးစားပြီးဖတ်နေရဟန်တူသည်ဟုတ်ကဲ့ခုနကျွန်တော်ပြောခဲ့တဲ့ဆေးမယ်၅မျိုးကရတဲ့အမှုတ်ကိုလူကြီးဆိုရင်တော့ဆေးမို့အတိုင်းသိပ်ပေးလိုက်ရင်နာနေတဲ့သွားတွေရေစည်းကမ်းပြုတ်လိုက်နေတဲ့တဖုံးတွေပေါ်ကဝေဒနာတွေဟာပိန်းကြပေါ်တင်တဲ့ရေလားတစုံတရာကိုထိခိုက်မရှိပဲပျောက်သွားပါလိမ့်မယ်ခလေးဆိုရင်တော့အဲ့ဒီဆေးမုံကိုပြားရည်လေးနဲ့ရောပြီးနာနေတဲ့နေရာကိုတိတ်ပုတ်ပေးထားလို့ရပါတယ်ခမ
ကျွန်တော်ပြောခဲ့တဲ့စီညွန်တိုင်းပေးရဆိုင်မှာဝဲပြီးဖော်ခြင်းရင်လည်းဖော်အချိန်မအားတဲ့အချိန်လူနေရတဲ့ရမီရဖကြီးများညီငယ်ညီမငယ်လေးများရှိရင်လေအဲ့ဒီသွားသိစေးမုံကို3ထုတ်ကိုမှကျပ်900ကျပ်ကိုစေး3ထုတ်နီးနဲ့အယောင်ပေးနေပါတယ်ကဲငါတို့ကတော့လက်တွေ့သမားကွမောင်ရင်ဆိုရင်လေဟောဒီကျွန်တော်တို့ရဲ့ကြော်ညာစေးရောင်းကားစီကိုပါဖိပြီးတအားနဲ့အခုအော်နေရတဲ့လူကိုတော့ခေါ်လာခဲ့ဟောဒီစေးမှုံတိတ်ပြီးလို့3မိနစ်တွင်ပြောင်းမှဝဲဆိုလဲရပါတယ်ခုလောလောဆယ်သွားကြိုက်သွားနာဖြစ်နေတဲ့ဝေဒနာရှင်များရှိရင်တော့ကျွန်တော်များစေးရောက်တဲ့ကားစီကိုသာကြွားလန်းခဲ့ပါကျွန်တော်လက်တွေ့ခမဲ့ကုသပေးပါမယ်အဲ့တော့မပြောက်ဘူးဆိုရင်ကျွန်တော်တို့ပြောပါပြောက်တယ်ဆိုရင်တော့ကိုမိတ်ဆွေတို့ပြောပြပေးပါနန်းနဲ့သမားတော်ဆရာကြီးဦးစိုးဝင်းကြီးရဲ့အောက်ချင်းငှက်သွားနာသွားကြိုက်ပြောက်စေမှုပါအခုဝေဒနာခံစားနေရသူများအခုသာကြွားခဲ့ကြပါခမညာကြော်ညာနေတန်ရက်သွားပြီးအတန် frequency တွေမမှန်သောဆောင်းပေါက်ထဲမှ headphone တခြင်းတစ်ပုတ်အလက်တကြားခုန်ထွက်လာသည်သူ့ကားထဲမှာတော့အလင်းတန်းတစ်ခုဖြတ်ခနဲလင်းလာသွား၏ဟုတ်ပြီဒီကားနာမှာငါရဲဆောင်နေရင်ရက်ွက်ထဲကသွားနာနေတဲ့လူတွေကတော့အလားဝင်မှာပဲသူ့စီကပြောမပြောဘသူသွားနာနေတယ်ဆိုတာကိုတော့ငါသိရမှာပဲဒါငါအတွက်တမင်သွားဝေဒနာအသေးတွေလိုက်ရှာပေးသလိုပဲကံကောင်းတာပဲအဲ့ဒီကောင်းနေတဲ့ကံကိုငါအတုံးချတတ်ဖို့ပဲလိုတာမဟုတ်ဘူးလားသို့သောအတွင်းနှင့်ပီတိဖုံပြီးကားနာမှာရက်ဆောင်နေမိသည်စေအောင်သည့်သူကတကြောအဟွိုင်းနေတော့လဲဝယ်မိသူကရောက်မလားသွားကြိုက်ပြောင်းမပြောင်းစမ်းသပ်မိသူကရောက်မလားကားနာမှာကိုယ်လေးနေသည့်ကလေးသုံးအောင်နဲ့သူသားရှိသည်ကားထဲမှာထိုင်နေသည့်ကောင်မလေးကလည်းသူ့ကိုကြည့်လာပြီသူလည်းအာနာလှပါပြီဟစ်ဖော့အတန်ကဓာတ်နဲ့သင်္ဘောသီးမဲ့ကိုခုတ်ချလိုက်သလိုတိကနေတိုးလို့တန်လည်းကြီးပြုတ်ကျသွားသည်သွားကြိုက်ဝေဒနာဆိုတာဘလောက်ခံရခက်တယ်အကူညီမဲ့ခံစားနေရတဲ့ဝေဒနာဖြစ်တယ်ဆိုတာကိုခံစားပူးတဲ့လူမှသိပါတယ်ကိုစားကျင်တဲ့ကရင်တွေ့မဲ့အစားအရေးအဖက်တွေကိုရှောင်ပြီးစားနေရတာကလည်းဝေဒနာတစ်မျိုးပါပဲဒီတော့ကြိုတင်ကားဖို့ပဲဖြစ်ဖြစ်အခုလက်တွေ့ကူဖို့ပဲဖြစ်ဖြစ်ကျွန်တော်များနွမ်းနေသမားတော်ဆရာကြီးစိုးဝင်းကြီးရဲ့အောက်ချင်းငှက်ဆေး3ထုတ်ကို900ကျပ်နဲ့ရောင်းချပေးနေရပါခင်ဗျာ900ကျပ်ကို3ထုတ်ပါကျွန်တော်ကိုပေးပါဟောကျွန်တော်တို့ရဲ့ကိုကြီးကတော့အနန္တသုံးဆေးကြီးစစ်မှန်မှုအကူအညီယူသားပါပြီဟုတ်ကဲ့အကိုလေးဆေးတစ်ထုတ်ထဲနဲ့အကိုလေးသွားကြိုက်သွားနာပျောက်သွားခဲ့ရင်လည်းကျန်တဲ့2ထုတ်ကိုလွှမ်းပစ်စရာမလိုပါဘူးမနဲ့သွားတောက်တဲ့အခါတိုက်လို့ရပါတယ်ကိုလေးနှွဲနေတဲ့သွားအောင်ပြန်ခိုင်းစီပါတယ်ဆေးထုတ်လမ်းယူနေသည့်သူ့ကိုကားထဲကဆရာကလှမ်းပြောနေခြင်းဖြစ်သည်သူဒီဆေးတွေကိုသွားတဲ့ထဲဝယ်ခြင်းမဟုတ်ပါသူလာကြည့်မိတာရောဒီလောက်ကြာကြီးအော်နေခဲ့ပြီးဝယ်မိသူတယောက်မှမရှိတဲ့ကားထဲကသူ့လှမ်းကြည့်နေတဲ့ကောင်မလေးကိုရောအားနာတာရောကြောင့်သူဝဲလိုက်ခြင်းဖြစ်ပါသည်ပြီးတော့ကားထဲကအာတက်သူရောလှမ်းမာနေတဲ့ကြော်ညာဆရာကိုလည်းအားနာပြီးလှမ်းမာတာကိုအပြုံးနဲ့ခေါင်းကြီးပြပြီးလှည့်ထွက်ခြင်းတီတာဆိုနဲ့သူ့လှည့်ကြည့်နေတော့မကြောက်လုံးဝမျောလိမ့်မထားပဲတွေးလိုက်ရလေသည်သွေးကြောများရုပ်ချီရက်အသက်ရှူခြင်းကဖလက်ခနဲ့အလန့်တကြားထားအတွက်နှလုံးခုန်တန်းလင့်ကနေဟိုအောက်ကိုထိုးကျသွားခဲ့သည်မကြသူ့ကိုမှတ်မိသလိုစာရွေးကြည့်နေတာသေးကြသည်အားနာလို့ဝယ်မိဆိုတာတော့မှနောက်ဖက်ကိုတော့လှည့်ကြည့်ပြလိုက်ဖို့ကောင်းသည်အခုတော့သွားကောလိပ်ကကျောင်းဆရာမရဲ့ရှေ့မှာသွားကြိုက်ပြောက်စီကိုအားပေးမိရက်သားဖြစ်နေသည်အဲ့ဒီဆရာမကလည်းကိုကြိုက်နေတဲ့ဆရာမဆိုတော့အချိန်ကြီးဆိုးဝါးလာပါသည်ဒီကိစ္စကိုတော့မကြောက်ရှင်းပြရမည်ထိုးချိန်တွင်ကြော်ညာကားကဘိန်းစားလိုက်ကမကြောက်တော့သွားသည့်ဘက်ကိုဖြည်းဖြည်းချင်းမောင်းထွက်သွားသည်သူတို့လမ်းထိပ်ပြီးတော့ဟိုဘက်လမ်းထိပ်ကိုရွှေ့ခြင်းဖြစ်သည်သူ့မှာကူထီလူနာမရသည်ဒီတော့ကြော်ညာကားနောက်ကိုဆက်လိုက်ရအောင်မည်ကံဖေးမလို့သူ့အတွက်လူနာတယောက်တော့ရပါစေဆူတောင်းနေမိသည်ဒါမှမနှက်ဖြန်မကြနဲ့သူတွေ့ရမည်မဟုတ်လားခုတော့ထပ်မတွေ့ခြင်းသေးပါမကြဒါကြောင့်မကြပြန်လာမိလမ်းကိုကြည့်နေသည်မကြလာရင်သူ့မတွေ့တော့ရအောင်ခဏရှောင်နေမှကောင်းပြီထိုးစင်ကြော်ညာကသူတို့လမ်းဟိုဘက်ထိပ်မှာရက်ပြန်သည်ဟုတ်ကဲ့အကိုလေးတယောက်ကတော့နန်းရင်းသုံးဆရာကြီးစိုးဝင်းကြီးရဲ့အောက်ချင်းကတစိသွားနာကိုက်ပြောက်စီကိုယုံကြည်သွားပါပြီအခုကျွန်တော်ဆေးကြော်ညာကိုကြားနေတဲ့ဟော်ရီလန်ကရမီရဖကြီးများညီငယ်ညီမငယ်များအကိုမများခမများကျွန်တော်တို့ရဲ့ဆေးရောက်တဲ့ကောင်မလေးကသူ့ကိုကြည့်ပြန်သည်ဒီတခါကြည့်သည်အကြည့်မှာကမျက်မှောင်ကျုပ်တာကလေးပါလာ၏သူကကြော်ညာကားနောက်ကနေတောက်လျှောက်လိုက်ပြီးရက်ကွက်တဲကသွားနာနေတဲ့လူတွေသွားကြမကောင်းတဲ့လူတွေကိုသိကျင်တာဆိုတော့ကားနောက်ကလိုက်တာကိုကျင်းနှက်ဖို့ဆေး900ဖို့ဝယ်လိုက်ခြင်းဖြစ်၏အခုထိုဆေးဝယ်မိတာစောသွားပြီဆိုတာသူနားလဲလိုက်ပြီးဖြစ်သည်ဆေးဝယ်ပြီးသည့်အထိကားနောက်ကရှောက်လိုက်နေတာကိုဆေးရောက်သည့်ကောင်မလေးကသူ့ကိုတင်ကားဟန်မရှိတော့
ဆေးဝယ်ပြီးလင်သွားရမည်မဟုတ်လားခုတော့တောက်လျှောက်လိုက်နေတာဟာတွေးခြင်းသလိုတွေးရပါသည်သို့တော်ထိုတွေးတွေကသူတွေးသလိုအားနာလို့ဆိုတာမျိုးတော့ပါမည်မထင်မှာခင်လွန်းသည်အလိလိုငကြောင်ဖြစ်လေသည်ဒီတော့သူကားနှင့်ခက်လန်းလန်းကိုလက်ထဲကဆေးတုပ်ကလေးကိုငုံဖိုက်ရင်းနဲ့ခွာလိုက်သည်တိတ်ဝေးကြီးသွားလို့လည်းမရအောင်မဟုတ်လားထိုချိန်မှာရင်ကားရထားသည့်လမ်းထဲမှဒေါ်စောဝေထွက်လာသည်ဒေါ်စောဝေကအသက်50ကျော်လောက်ရှိပြီခန္ဓာကိုယ်ကတောင်းတောင်းတင်းကျန်းမာသည်လက်ထဲမှာဝတ်ထားသည့်လက်ကောက်တွေကလမ်းလျှောက်လင်တချွင်ချွင်မြည်နေသလားပင်ထင်ရသည်သူ့ကိုဓာဖြင့်ခုတ်ပါကဘယ်ညာလက်နှစ်ဖက်ဖြင့်ခံလိုက်လင်ဓာသာကွေးသွားမည်သူ့လက်နှစ်ဖက်လုံးဘာမှဖြစ်မည်မဟုတ်ကိုပစံနှင့်ကိုအမြင်ကက်ခံရအောင်ရှေ့ဝတ်ထားခြင်းဖြစ်သည်ပတ်ဝန်းကျင်ကတော့အဲ့ဒီလက်ကောက်တရံမှာကြက်အကောင်1000ရဲ့ဝင်းကြီးပါတယ်ဟုတီတို့ပြောကြသည်သူ့သားဈေးထဲမှာကြက်သားရောက်တာကိုဟေးမင်းတို့ဈေးကသွားနာတာတွေဘာတွေပြောက်သလားဟာအတော်လေးအန်တီလေးနာတဲ့သွားကိုသာပြဟောဒီမှာကျွန်တော်တို့ဈေးတိတ်ပေးထားလိုက်မယ်3မိနစ်တည်းယူပြစ်လိုက်သလိုကြီးကိုပျောက်သွားစေရမယ်သွားကြိုက်တဲ့ဝေဒနာပျောက်တာဟာနိဗ္ဗာန်ရတာလောက်ကိုရတာရှိတယ်ဆိုတော့အပို့ထိုးပြီးပြောတာမဟုတ်ပါဘူးခံစားမှုမှယုံတာပါရေတောက်လို့သွားကျင်တာတွေဘာတွေရောဟဲ့ဒါဆိုသေးကြပြီအန်တီလေးရဲ့သွားအခေါင်းပေါက်ဖြစ်နေပြီအဲ့ဒီခေါင်းပေါက်တဲ့ကိုဟောဒီသွားကြိုက်သွားနာပြောက်စီကလေးကိုဖိသိပ်ပြီးခဏငြိမ်ကြည့်လိုက်ဟောဟိုမှာအကိုလေးတယောက်တွေ့လားအဲ့ဒါသွားကြိုက်တော့မယုံလို့ကျွန်တော်တို့စိတ်ကိုသိပ်ပြီးခါနောက်ကနေလိုက်လာနေတာအဲ့ဒါလက်တွေ့ပါပဲကျွန်တော်များဆေးကအဲ့ဒီလိုလက်တွေ့စမ်းမလားစမ်းလာအန်တီလေးနောက်ရှေ့နောက်တိုးလိုက်ဟာမတိုးချင်ပါဘူးသူကသူ့ဘာသာအချက်မရှိလို့စမ်းနေတာတထုပ်ပလောက်လည်းပဲပြောโอเคဒေါ်စောဝေကြီးစကားကြောင့်သူတော်တော်ဖြစ်သွားရသည်သူသွားကြိုက်ဝေဒနာကိုစမ်းနေတာလည်းမဟုတ်စေအောင်တော့အချက်မရှိတာတို့ဘာလို့ကသူပြောရမှာမဟုတ်တာပြောစရာမှမလိုတာဟုသူထင်သည်ဒေါသနှင့်ဒေါ်စောဝေကြီးကိုမြင်အောင်ကားနှင့်ကွဲထားရမှထွက်လိုက်တော့ကြောညက်ခိုင်ဟိုဘက်နှစ်ပီးကထွက်လာနေတော့မက်ကြာကိုတွေ့လိုက်ရတော့သူတော်တော်လန့်သွားသည်ကဲကျွန်တော်ကိုလေးသွားကြိုက်တယ်ရပျောက်ပြီမဟုတ်လားယူပြစ်လိုက်တယ်လို့ပဲမဟုတ်လားအကိုလေးပြောပါဗျာဟာမဟုတ်ပါဘူးဟုတ်ပါပြောပါအကိုလေးပြောပါအားနာမနေပါနဲ့ပျောက်ရင်ပျောက်တယ်မပျောက်ရင်ပျောက်ဘူးလို့ရဲရဲဝင့်ပြောချလိုက်ပါဟောဒီကညီလေးတို့ကဒီရက်ခွက်ထဲကမောင်းထွက်သွားပါမယ်အဲ့ဒါအာမခံပါတယ်အကိုလေးပြောပါအားမနာပါနဲ့မကြာသူ့ကိုလက်တော်အကွာခါရက်ပြီးပြုံးရေးကြည့်နေသည်တစ်ဖက်မှာလည်းကိုဆရာမိုက်ခရိုဖုန်းကိုမျက်နှာရှိအတေးတိုးကပ်၍ပေးနေသည်ဒေါ်စိုးဝေကြီးကလည်းသူ့ဖေကိုစောင့်နေသလိုမျိုးသူ့ကိုငေးကြည့်နေသည်သူ့ဖြစ်ကရှေ့မှာကြောက်နောက်မှာမွေဟောက်ဖြစ်နေသည်သူဘာလို့ရမှန်းမသိဖြစ်နေသည်မကြာနဲ့အတူပါလာတိတီတာဆိုကခြေလမ်း2လမ်းလောက်ကြော်သွားပြီးမှပြန်လှည့်လာသည်မကြာသူ့မြင်လို့ခုနကပြောတာတွေကိုကြားလိုက်ရလို့တမင်ရက်ပစ်လိုက်ခြင်းဖြစ်ကြောင်းသိချနေသည်သူ့ခေါင်းနှပန်းကြည့်ပြီးတုန်လှုပ်နေသည်ကဲကိုလေးစိတ်သိပ်ပြီးတော့ကိုလေးရဲ့ဝေဒနာအခြေအနေကပြောပါကိုလေးကျွန်တော်တို့အားနာမနေပါနဲ့ခံစားရတဲ့အတိုင်းသာပြောပါမကြာသူ့ကိုစိုက်ကြည့်ပြီးပြုံးနေသည်တစ်ဖက်မှာလွန်ခဲ့သည့်တစ်ပတ်လောက်ကမှအစွဲကြီးဆွဲပြီးအချစ်ကြီးချေရတဲ့ချစ်သူဒီဘက်မှာတစ်သက်လုံးဖြောလို့မရတဲ့အာနာတက်တက်ပြီးစားသူပါဆက်လို့ရမလဲရက်နေသည့်ချေကိုဟိုဒီလှုပ်လိုက်သည်ခေါင်းကိုကုပ်သည်ဟုတ်ကဲ့ဟိုလေးပြောပါကိုလေးပြောပါညီလေးတို့အာမနာပါနဲ့ပြောပါဟုတ်ကဲ့ဟုတ်ပါတယ်ပျောက်ပါတယ်ကဲအဲ့ဒါလက်တွေ့ပဲခမနောက်ထပ်စမ်းသပ်ခြင်းသိရင်လည်းစမ်းကြည့်ပါကိုလူတို့ကိုဆေးပြန်သိပြီးပျောက်တယ်လို့ခွင်ရိုက်ပြီးရောင်းနေစီမဟုတ်ပါဘူးဟောဒီအကိုလေးကဒီရက်ကွက်ထဲကဆိုတာတရက်ကွက်လုံးသိကြမှာပါအကိုလေးရဲ့နာမည်ကမကြာပြုံပြီးလက်ထွက်သွားသည်သွားပြီးသူ့ဘဝမှာရှိသမျှတွေကိုမကြာယူပြီးထွက်သွားသလိုခံစားလိုက်ရသည်သူဆေးရောက်နေသည့်လူကိုဦးကြောင်နဲ့ကြည်မိသည်ဟုတ်ကဲ့ဟောဒီရဲ့အကိုလေးရဲ့နာမည်ကသွားပြီဗျာသွားပြီဟုတ်ကဲ့တားညီပါတယ်ခင်ဗျာကိုသားညီပါတဲ့အေးငါ900ကိုပေးစမ်းဟာဟောဒီရဲ့ရက်မြက်ဖကြီးများရဲ့ရက်ွက်ထဲကကိုသားညီကကျွန်တော်တို့ရဲ့နန်းတွင်သမားတော်ဆရာကြီးစိုးဝင်းကြီးရဲ့အောက်ချင်းကသွားစီကိုသူနာနေရသွားမှထည့်ပြီးကျွန်တော်တို့ကြော်ညာကားနောက်ကနေတောက်လျှောက်လိုက်လာခဲ့တာသူအခုခံစားနေရတဲ့ဝေဒနာမပြောက်ရင်ဟဲ့လူကလိန်တွေလူအလျံတွေမင်းတို့ဆရာမပြောက်ပါလားလို့ကြုံသွားပြီးမောင်းထုတ်အောင်မဲ့ဟာဆရာသမားရဲ့စိတ်နဲ့
ဆိုတဲ့စိတ်နဲ့ကိုသားညီလိုက်လာခဲ့တာပါအခုတော့ဆေးကတန်မိုးပြောက်ဝေဒနာပြောက်ကြောင်းဝန်ခံပြီးသွားနာသွားကြိုက်ပြောက်တုံးလေးအိမ်ပြန်နှက်ဖို့ပြန်သွားပါပြီကျေးဇူးပါကိုသားညီရေဒီလိုလက်တွေ့စမ်းပြီးတာညီလေးတို့ကကျေးဇူးပါပဲဟုတ်ကဲ့ရမရဖကြီးများကျွန်တော်တို့ရဲ့နန်းနစ်သမားတော်ဆရာကြီးစိုးဝင်းချင်းရဲ့ထိုထုပါဇက်ထဲသို့ရောက်သွားသောသူ့ဘဝသည်ညာလိုက်ချင်းသေးအုပ်ထဲပလက်ကလေးပါသွားသည့်တမင်တကောင်လိုဖြစ်သွား၏မကြာကြားပါလိမ့်မည်သူပါကိုမှမတတ်နိုင်တော့ပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်နေ့တွေမှာလည်းနောက်ထပ်အပိုင်းတွေကိုဆက်လက်ဖတ်ပြပေးအောင်ပါမို့လို့ဆက်နားထောင်ပေးကြပါဦးနော်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်နိုင်ကြပါစေတတ်တာ